ပြတိုက်ကိုဘယ်လိုကြည့်မလဲ 3D ပထမ click နေလိုက်မယ်ပထမအလွယ်ဆုံးနည်းကတော့ဒီက play ကိုနှိပ်လိုက်အဲဆိုရင်သူကဒီသူတို့ setting ပေါ့လောက်ထားတဲ့အတိုင်းပဲသူသွားမှာအဲ့မှာကိုကဒီနေရာလေးကိုသေးသေးကြည့်ချင်တယ်ဆိုရင်ဒီလိုကြည့်လို့ရတယ်ဆက်ပြီးတော့လက်လေးနဲ့တိုးပြီးတော့ကြည့်လို့ရတယ် screen ကိုအဲ့ဒါမှထပ်ပြီးတော့ play ထပ်နေရင်ထပ်ပြီးသွားမယ်သူကိုကဒီဓာတ်ပုံကြည့်ချင်တယ်ဆိုရင် zoom ဆွဲလို့ရတယ်ကြောင်စံအင်ကြီးဒါတမက်ဆောင်ပဲဒါက play mode နဲ့ကြည့်တာအဲ့လိုမကြည့်ပဲနဲ့နောက်ဒီဘက်မှာ 3D ပုံလေးရှိတယ်ဒါဆိုရင်ဘိုးကြောင်စံအိမ်နော် 3D viewဒါဖုံးမို့ screen လေးကိုလက်နဲ့တိုးပြီးကြည့်နေကိုကဘယ်ခန်းကိုဝင်ကျင်လဲဒီခန်းကိုဝင်ကျင်စုံဆွဲလာအောင်ဘောအဲ့ရခရင်နေမောင်နှမတွေအဲ့တဲ့နေရာဖြစ်ခရင်3ခုဆိုတော့မြေစုနဲ့ကွန်ဆန်းဦးရဲ့ကွန်ဆန်းတင်နောက်ဒီမှာဒါစာကြည့်စပွဲလားဒီခန်းနဲ့ရောက်ပြီဆိုရင်ပြန်ကြည့်ပါပဲတွေ့လားဘာရေးထားလဲဖတ်ခြင်းစုံစပ်ပါလေโอเคဒါ 3D ဒါနောက်တစ်ခုက plan view ဒါ floor plan plan view ဆိုရင်ဒါအပေါ်ဆုံးတက်ဖြစ်ဒီဘက်မှာ layer နဲ့ဒီ layer နဲ့ဒါ floor first floor သွားရင် first floor နဲ့အဲဆိုရင် first floor second floor ဆိုရင် second floor အနီးစားလေးနေလိုက်လို့ရှိရင်အဲ့ဒီနေရာရောက်သွားကိုကလမ်းလျှောက်လို့ရဒီရှေ့ကိုတိုးသွားလိုက်လမ်းလျှောက်တာဒီတိုးလိုက်လမ်းလျှောက်တယ်ပို့ချုပ်မကိုင်းပါနဲ့ဒါပို့ချုပ်ရဲ့အင်ဂျီအောင်စားအရိစာချုပ်ချုပ်ဆိုရန်လန်ဒန်သို့တွားရောက်ရတယ်အိန္ဒိယနိုင်ငံသို့ဝင်ရောက်နိုင်ငံအိန္ဒိယခေါင်းဆောင်ကြီးဂျာဝလာမစ္စတာနေရူကမကြောင်ဆန်းအား9ရက်တလ1949လက်ဆောင်ပေးရတဲ့ကိုအင်ဂျီโอเคအဲ့လောက်ဆိုရင်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်